ညင်းတိတ်တိတ်ကြီးမှာနာရေးအိမ်တအိမ်ရဲ့အနောက်ဖက်မှာကျွန်တော်တို့နှစ်ယောက်ကြားခဲ့တဲ့အတန်တစ်ခုအဲ့ဒီအတန်ကတေပြီးသားဇူတယောက်ရဲ့အတန်ဆိုရင်ယုံနိုင်မလားဒီညပြောပြမဲ့ဇလန်းကတော့2024ခုနှစ်ဇန်နဝါရီ4ရက်နေ့မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုပါဗျဒီဇလန်းကို TikTok CB ကနေပြီးတော့အကိုတယောက်ကလာရောက်ပေးပို့ထားတဲ့ဇလန်းလေးပါဗျ2024ခုနှစ်ဇန်နဝါရီ4ရက်စနေနေ့ညအဲ့ဒီညမှာကျွန်တော်နဲ့ကိုရဲတော့နင်းရောက်ရက်ကွက်ထဲကမာလာရဲ့နာရေးကိုဝိုင်းကူဖို့သွားခဲ့ကြတယ်လူတွေအများကြီးရှိပြီမဲအိမ်ထဲမှာတော့ဘလို့မှမပြောနိုင်နဲ့တိတ်ဆိတ်မှုကြီးတစ်ခုလွမ်းနေတယ်ညာနောင်ပိုင်းရောက်လာတော့ကိုရဲကကျွန်တော်ကိုပြောလာတယ်ဟေ့အနောက်ဘက်ကခုံဒီတွားယူလိုက်ရအောင်ဒါနဲ့ကျွန်တော်တို့နှစ်ယောက်အနောက်ဘက်ကိုရှောင်သွားကြတယ်အနောက်ဘက်ရောက်တော့ထူးထူးဆန်းဆန်းလေတောင်မလွတ်ဘူးခုံဒီကိုရှာနေတော့မှတက်နောက်ကနေခြေလန်းတန်ကြားလာတယ်ကျွန်တော်ကတိုးတိုးလေးမေးလိုက်တယ်ကိုရဲကြားလားကိုရဲကလည်းခေါင်းညိလိုက်တယ်နှစ်ယောက်လုံးနောက်ကိုလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးခုံတွေကိုယူပြီးပြန်လဲတော့မယ်ဆိုတဲ့အချိန်နားမှာတိုးတိုးလေးအတန်တစ်ခုငါအလုံးမပြီးသေးဘူးဒီတစ်ခါအတန်ကအမျိုးသမီးအတန်ကျွန်တော်နဲ့ကိုရဲနှစ်ယောက်လုံးတစ်ခါတည်းရပ်သွားကြတယ်အဲ့ဒီအချိန်မှာမီးတိုင်အလင်းတစ်ချက်တောက်သွားတယ်အလင်းတောက်တဲ့အဲ့ဒီခဏလေးအတွဲမှာခုံတွေထားတဲ့နေရာဘေးမှာအဖြူအဝတ်ဝတ်ထားတဲ့လူတစ်ယောက်ခေါင်းငုံပြီးထိုင်နေတယ်စပင်ကားညညက်လာကိုဖြည်းဖြည်းမြောက်လာတော့မလာပါကိုရဲကអော်လိုက်တယ်ပြေးတော့ကျွန်တော်တို့နှစ်ယောက်အင်းရှိကိုတခါတည်းပြေးထွက်လိုက်ကြတယ်ဒါပေမဲ့နောက်ကနေအတန့်တူတိုးလီတစ်ခုလိုက်လာတယ်ခုံကိုမယူသွားမင်းနောင်နဲ့မနဲ့မှာအိမ်ကလူကြီးတယောက်ပြောတာကမလတ်မသေးခင်နာရီအတွက်ခုံတွေကိုကိုယ်တိုင်စီထားခြင်းတယ်လို့ပြောနေတော့မယ်အဲ့ဒါကြောင့်ပဲလားအဲ့ဒီညကသူမရဲ့အတန်ကိုကျွန်တော်တို့ကြားခဲ့တာဖြစ်ရမှန်ဇလတ်များကိုလည်းလာရောက်ပေးပို့နိုင်ပါတယ်အကောင်းဆုံးနဲ့အမတ်တရဖြစ်အောင်ပြန်လဲတင်ဆက်ပေးပါမယ်ဗျာဒီလိုဖြစ်ရမှန် horror ဇာတ်လမ်းတွေနားထောင်ခြင်းရင် channel ကို subscribe လုပ်ထားပြီးနောက်ထပ်ကြောက်စရာဇာတ်လမ်းအသစ်တွေမလွတ်သွားအောင် bell ကိုနှိပ်ထားပါ